ရိုးရာလက်ဝှေ့ကကဘာပေါ်မှာအကျဉ်းဆုံးတိုက်ခိုက်ရေးအားကစားလားကဘာပေါ်မှာအကျဉ်းတန်းဆုံးတိုက်ခိုက်ရေးပညာကဘာလဲလို့မေးရင်လူအတော်များများကမြန်မာရိုးရာလက်ဝှေ့လို့ပဲတညီတညွတ်တည်းဖြေကြပါလိမ့်မယ်မြန်မာလူမျိုး55တန်းအတွက်တော့လက်ဝှေ့ဆိုတာအားကစားတစ်ခုတည်းမဟုတ်ပဲသူတို့ရဲ့အသက်သွေးကြောနဲ့ယဉ်ကျေးမှုဘာသာတရားတစ်ခုလိုပဲအရေးပါလာပါတယ်ရိုးရာလက်ဝှေ့မှာတက်ကိုတက်ဆိုတာရှိပါတယ်အဲ့ဓာတွေကတော့ဦးကောင်းတိုက်ခြင်းလက်သီးနှစ်ဖက်ဘဲညာထိုးခြင်းတရောင်နှစ်ဖက်ဘဲညာရိုက်ခြင်းဒူးနှစ်ဖက်ဘဲညာတိုက်ခြင်းနဲ့ခြေထောက်နှစ်ဖက်ဘဲညာကန်ခြင်းတို့ပဲဖြစ်ပါတယ်။တခြားကိုယ်ခံပညာတွေနဲ့မတူတဲ့အချက်ကတော့ဒီနဝမမြောက်လက်နက်လို့ခေါ်တဲ့ဦးကောင်းကိုပါအသုံးပြုပြီးတိုက်ခိုက်ခွင့်ရှိတာကြောင့်ကမ္ဘာအနေရဲ့ရှိဆုံးအားကစားအဖြစ်သတ်မှတ်ခံထားရတာပါ။နောက်ထပ်လူတွေအံ့ဩရတဲ့အချက်ကတော့အနားချိန်စနစ်ပါပဲပွဲစဉ်အတွင်းပြိုင်ဘက်ကအလဲထိုးလိုက်လို့တတိလစ်သွားရင်တော့နားချိန်ခဏယူပြန်နိုးပြီးပွဲကိုအပြီးအထိဆက်ထိုးရတာဟာမြန်မာလက်ဝှေ့ရဲ့တကယ်ကိုကြမ်းတမ်းလာတဲ့အစဉ်အလာတစ်ခုပါတမိုင်းကြောင်းအရာကြည့်ရင်လည်းအရှိတောင်အာရှကမွေထိုင်းပါဝင်တခြားလက်ဝှေ့ပညာရက်တွေရဲ့မိခင်ဟာမြန်မာလက်ဝှေ့လို့ယူဆကြပါတယ်အမှတ်ပေးစနစ်မရှိဘဲပြိုင်ဘက်ကိုအလဲထိုးနိုင်မှသာအနိုင်ရမယ်ဆိုတဲ့စိတ်ဓာတ်ဟာမြန်မာလက်ဝှေ့သမားတွေရဲ့ရဲရင်မှုကိုသက်သေပြနေပါတယ်ဒါကြောင့်ပဲကဘာကျော်ဖိုက်တာတွေကအစမြန်မာလက်ဝှေ့ကိုလေးစားကြောက်ရွံ့ကြတာပါအခုလိုကိုယ့်ရဲ့ရိုးရာအမွေအနှစ်ကိုကဘာကသိအောင်ထိမ့်သိမ်းကြဖို့လိုပါတယ်ဒီဗီဒီယိုလေးကိုသဘောကျရင် like and share လေးလုပ်သွားပေးပါဦးမြန်မာလက်ဝှေ့ကိုချစ်မြတ်နိုးရဆိုရင်ရိုးရာလက်ဝှေ့ရဲ့အားသာချက်အားနည်းချက်တွေကို comment မှာဆွေးနွေးပေးသွားကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်